မင်္ဂလာပါ Home Electronic ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုရက်ပိုင်းရာသီဥတုပူတာနဲ့အများကျမတို့ရဲ့မိတ်ဆွေတွေမှာ freezer နဲ့ပတ်သက်ပြီးမအေးတဲ့ပြဿနာပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့အခုဒီဗီဒီယိုလေးမှာကိုတိုင်းစစ်ဆေးလို့ရတဲ့အပိုင်းလေးတွေကိုအနည်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ freezer သုံးပြီဆိုလို့ရှိရင်တော့အရင်ဆုံးစစ်ဆေးရမှာကတော့မီးအားပါနွေရာသီရောက်လာတာနဲ့မျှဝိုင်းပြီးတော့သုံးကြတာဖြစ်တဲ့အတွက်ဒီမီးအားနည်းတဲ့ပြဿနာရှိနိုင်တယ်အဲ့တော့အနည်းဆုံး185အထက်မှာမရှိဘူးဆိုလို့ရှိရင်တော့ freezer တွေကအလုံးလုံးနိုင်မှာမဟုတ်ဘူးနောက်ထပ်တစ်ချက်ရှိတာကကိုကြည့်တဲ့အချိန်မှာမီးအားပြည့်နေတယ်ဒါပေမဲ့အချိန်ကာလတစ်ခုရောက်တာနဲ့သူကပြန်ကျသွားတယ်ပေါ့နော်အဲ့လိုမျိုးတက်လိုက်ကြလိုက်ဖြစ်နေရဆိုလို့ရှိရင်လေဒီ freezer တွေကကောင်းကောင်းအေးခဲချိန်မရဘူးမောင်းချိန်မရတဲ့အတွက်မအေးနိုင်တာရှိပါတယ်ဒါပထမတစ်ချက်ပါအဲ့တော့ဒီဘိုင်းလေးပြန်ပြီးစစ်ဖို့လိုတယ်မီးအားနည်းတယ်ဆိုရင်တော့သူ့အတွက်ဒီမြင့်ဆက်လေးတွေပေါ့နော်တလုံးနဲ့အတွက်တီးတန့်လာတာလေးရှိတယ်ဒါလေးတွေကိုသုံးလို့ရတယ်နောက်တစ်ချက်ကကျတော့ဘာကြည့်ရမလဲဆိုရင်ကျမတို့ဒီ temperature control ခလုတ်ပေါ့နော်အဲ့ဒီမှာအေးနှုံးကိုမလို့ဘဲနဲ့အမြင့်ဆုံးထိတင်ထားမယ်ဆိုရင်အခုလိုမျိုးရာသီဥတုအရန်ပူတဲ့အခြေအနေမှာသူ့ရဲ့ heat ရဲ့ပြင်ပ heat ရဲ့ပေါင်းသွားပြီးတော့အပူအရန်တက်လာပြီး compressor မလည်နိုင်တာမျိုးလေးဖြစ်ပါတယ်ဒုတိယစစ်ဆေးရမယ့်တစ်ချက်ကတော့ကျမတို့ဒီရေခဲတစ်တာတွေ freezer တွေမှာအေးနှုံးခလုတ်ကိုမလို့ဘဲနဲ့အမြင့်ဆုံးထိထားမိလားဆိုတာပြန်ပြီးတော့စစ်ဆေးရမှာပါဘာကြောင့်မို့လို့ဒီလိုပြောရလဲဆိုရင်အခုလိုမျိုးရာသီဥတုအရန်ပူတဲ့အနေအထားနဲ့ compressor run ရတဲ့အချိန်မှာသူကထွက်တဲ့အပူရဲ့အပြင်ပရာသီဥတုအပူရဲ့ပေါင်းပြီးတော့ compressor heat တက်ပြီးတော့မအေးတော့တာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်အေးနှုံးပေါ့နော်ချိန်တဲ့အခါမှာမလို့အဲ့လို့ရှိရင်ပြန် short ထားပြီးတော့အလဲလဲလောက်မှာပဲထားပြီးသုံးစေချင်ပါတယ်ဒါဆိုလို့ရှိရင်အတိုင်းအတာတစ်ခုထိတော့ freezer run နေနိုင်တယ်အပူနည်းနည်းကျနေနိုင်ပါတယ်ပြီးတော့ကူလို့ရတာကတော့အပြင်ကနေ fan တစ်ခုနဲ့ပေါ့နော်မှုတ်ထားပြီးတော့ယာယီဒီအေးအောင်ပြုလုပ်ထားလို့လည်းရပါတယ်ဒါဒုတိယတစ်ချက်ပါနောက်ဆုံးတစ်ခုကတော့ကျမတို့ဒီ freezer တွေကိုထားတဲ့အချိန်တွေမှာအရန်ပေါ့နော်ဒီနံရံနေလိုမျိုးတို့ပြီးတော့အပူမထွက်နိုင်တဲ့အရာတွေပိတ်ဆို့ပြီးတော့ထားတယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့အပူတွေကဒီအပြင်ဘက်မှာဒီ coin တွေပတ်ထားတဲ့တခြားတွေမှာဆိုရင်သူကအပူထွက်တဲ့အချိန်မှာဘေးဘက်တွေကိုလေဝင်လေထွက်မရတော့တဲ့အတွက်သူကဒီအထဲထဲမှာပဲအပူတွေကစုနေရပေါ့နော်ဒါကြောင့်မို့လို့သူကခုနတုန်းကအတွင်းဘက်မှာရှိတဲ့ compressor ကိုသွားပြီးတော့ heat တက်စေတာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ freezer တွေအခုလိုမျိုးရာသီဥတုပူတဲ့အနေအထားမှာဆိုရင်လုံးဝသူ့ဘေးမှာလေဝင်လေထွက်ကောင်းတဲ့အနေအထားလေးဖြစ်နေအောင်ထားဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့ freezer တွေအရန် heat တက်တဲ့ပြဿနာကိုအနည်းငယ်ဖြေရှင်းပြီးသား short ချပြီးသားဖြစ်ပါလိမ့်မယ်။ကဲဒါဆိုလို့ရှိရင်တော့ freezer တွေအသုံးပြုတဲ့အချိန်တွေမှာအခုလိုမျိုးရာသီဥတုပူတဲ့အနေအထားမှာကိုယ်တိုင်စစ်လို့ရတဲ့အချက်လေးတွေကိုပြောပြပေးထားတာဖြစ်တဲ့အတွက်အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။